ဝိတ်ချမယ်ဆိုပြီးတော့ညနေဘက်မှာစားဖို့ရှော့စားတယ်ည10နာရီ17နာရီကျတော့ရုပ်တရက်ဘက်ကအရန်ပြန်စားလာတယ်ဒါပေမဲ့ညဘက်မှာစားရစီဝိတ်တက်မယ်ဆိုပြီးတော့မှရေကြီးပဲဆွတ်တော့ပြီးတော့မှအောင့်ပြီးတော့မှအိတ်ဖူးရမလားဒီလိုဖြစ်ပူးတဲ့ဆိုလို့ရှိရင်နောက်ရက်တင်မှာကိုက junk food တွေပို့ပြီးစားခြင်းတဲ့အပြင်ကျွန်တော်ခန္ဓာကိုယ်ရဲ့အစာချေဖြစ်မှု system တစ်ခုလုံးနဲ့ခန္ဓာကိုယ်ရဲ့ metabolism ကိုကမောက်ကမဖြစ်စေတယ်ဆိုရင်ကော Andes Masterclass ဝိတ်ချနေလို့တော်တော်များများဆိုလို့ရှိရင်ညနေ6နာရီနောက်ပိုင်းမှာအစာကိုလုံးဝမစားသင့်ဘူးည8နာရီနောက်ပိုင်းစားရဆိုရှင်ဝိတ်တက်စေတယ်ဆိုတဲ့အယူဆဟောင်းတွေရှိတယ်ဗျ။ဒါကြောင့်မို့တော်တော်များများဆိုလို့ရှိရင်ညဘက်ရောက်ပြီဆိုရင်ဘိုက်စားပေမဲ့လည်းလုံးဝမစားဘဲနဲ့အောင်ပြီးနေလေရှိတယ်။တကယ်တမ်းကျဒါလုံးဝမားနေတဲ့အယူဆတစ်ခုလို့ပြောလို့ရပါတယ်။ကျွန်တော်ခန္ဓာကိုယ်ကအချိန်ကိုကြည့်ပြီးတော့မှအစီကိုစုတာပိုခင်ဗျ။ကိုကညဘက်မှာဗိုက်ရမ်းစားပေမဲ့လည်းဝိတ်တက်မှာဆိုပြီးတော့မှရေကြီးပဲတောက်ပြီးအောင်ပြီးအိတ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးရင်းတကြားရက်ကရှော့ကျလာတယ်ဗျဒီလိုဖြစ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်ခန္ဓာကိုယ်ကိုအန်ရရှိပြီလို့ယူဆပြီးတော့မှကော်ရစဟော်မုန်းတွေထုတ်တယ်ကော်ရစဟော်မုန်းထုတ်တာများလာပြီဆိုတာနဲ့ကျွန်တော်ခန္ဓာကိုယ်ရဲ့နှစ်ချက်အိပ်ပျော်ခြင်းကိုသွားပြီးနောက်ဆက်တော့တာပဲဒီကနေ့ကျတော့ကျွန်တော်ခန္ဓာကိုယ်ကကျွန်တော်တို့ပြုပြင်ပြောင်းလဲခြင်းတွေကိုညဘက်အိပ်ဆက်တဲ့ချိန်မှာသွားလုပ်လို့ရှိတယ်ဒါပြီးတော့မှကျွန်တော်ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ growth hormone တွေလည်းညဘက်မှာထုတ်ပေးတယ်ဗျဒီကလေးကနှစ်ချက်မအိပ်ပျော်တော့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ခန္ဓာကိုယ်ရဲ့ကြွက်သားပြပြင်ခြင်းတွေအဆီတွေခြေပြက်ခြင်းတွေအားဆိုလို့ရှိရင်တကယ်တမ်းမလုပ်နိုင်တော့ဘူးဒါတိုင်းဖြစ်လာပြီဆိုလို့ရှိရင်တော့နောက်ရက်တွေမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ metabolism ကလုံးဝနေကွေးသွားလိမ့်ရှိရဗျဝိတ်ချနေလို့ဒီမှာအဓိကအရေးကြီးတာက metabolism ပဲဖြစ်ပါတယ် metabolism ကျလာပြီဆိုလို့ရှိရင်ဝိတ်ချဖို့တော်တော်လေးခက်ခဲလာပါတယ်ဒါဆိုလို့ရှိရင်ဒါကိုဖြည့်ရှင်းဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ midnight hunger hack လေးကိုအသုံးပြုပါဗျနံပါတ်1ကဲလို့ကိုကပိုက်ရန်စားလာပြီဆိုလို့ရှိရင်ရေကြီးပဲတောက်ပြီးတော့မှအောင်ပြီးမအိတ်နဲ့ဗျနံပါတ်2တစ်ခုကတော့အစာစားဖို့လိုအပ်ပါတယ်အစာစားမယ်ဆိုတဲ့နေရာမှာလည်းကျွန်တော်ရေခဲတသားကိုဖွင့်ပြီးတော့မှရှိသမျှအကုန်ကိုပါဇက်တဲ့မောင်းသွင်းမှုပြောတာမဟုတ်ဘူးချို့ကြလည်းညဘက်ပိုက်ရန်စားပြီဆိုလို့ရှိရင်တော့အသင်စား instant noodle တွေဖြစ်တဲ့ခေါက်ဆွဲလုပ်တွေပြုတ်စားလေးရှိဒါလည်းတော်တော်လေးမားပါတယ်ဗျတကယ်တမ်းကိုစားတဲ့နာကကျတော့ကျွန်တော်ခန္ဓာကိုယ်အတွက်ရေးကြည့်ပြီးတော့မှ complex ဖြစ်တဲ့ carbohydrate ကိုစားဖို့ရည်ရှိတယ် complex carbohydrate တွေကဆိုလို့ရှိရင်ကျွန်တော်အခုချိန်မှာခန္ဓာကိုယ်ထဲမှာကျနေတဲ့ blood sugar ကိုပြန်ပြီးတက်စေတယ်ဥပမာဆိုလို့ရှိရင်ငပြောကြီးတစ်လုံးစားတာမျိုးပဲဖြစ်ဖြစ်ပေါင်မုံချမ်းကိုကျွန်တော် strawberry လေးတုပ်ပြီးစားတာမျိုးဖြစ်ဖြစ်ဒါမျိုးစားလို့ရပါတယ်ခုလိုညဘက်မှာဆိုလို့ရှိရင်ကိုကကောင်းတဲ့ carbohydrate ကိုပြန်ပြီးထည့်လိုက်တယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ထဲမှာကျနေတဲ့သွေးရင်းကျတဲ့ကပြန်ပြီးတက်လာတယ်အဲမျိုးမှာဆိုလို့ရှိရင်တော့ခုနကကျွန်တော်ပြပြခဲ့တဲ့ cortisol hormone ကလည်းအများကြီးမထုတ်တဲ့ခါမှာဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့ metabolic rate ကိုလည်းကျွန်တော်သွားပြီးမထိခိုက်ဘူးနင်းချစ်ဆိုင်လည်းအိပ်ပျော်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်ရဲ့အဆီလောင်ကျွမ်းခြင်းမှာလည်းအများကြီးထောက်ပံ့နေပေးနိုင်ပါတယ်ဒါကြောင့်မို့ညဘက်ပိုက်စားတယ်ဆိုလို့ရှိရင်ဘာမှမစားဘဲနဲ့ရေကြီးတောက်ပြီးတော့မှအောင်ပြီးတော့မှမအိပ်ဖို့တော့လိုပါတယ်ဗျာဒါကြောင့်မို့ဝိတ်ချနေတဲ့ခါမှာဆိုလို့ရှိရင်ဝိတ်တက်မှာဆိုပြီးတော့မှကိုကတကယ်တမ်းဘိုက်စာနေပဲလည်းမစားဘဲနဲ့ခန္ဓာကိုယ်မနှိမ့်ဆက်ဖို့ရည်ကြီးပါတယ်ဗျတကယ်တမ်းကိုကညနေဘက်မှာဆိုလို့ရှိရင်ကိုက portion control နဲ့တေးချာချာစားထားတယ်အရန်မလျှော့ထားဘူးဆိုလို့ရှိရင်ညဘက်မှာခုလိုမျိုးပြဿနာမျိုးတွေရှိမှာပေါ့ဗျတကယ်တမ်းကိုကဘာရန်စားလာပြီဆိုလို့ရှိရင်လည်းကျွန်တော်ပြောပြခဲ့တယ်ကောင်းမွန်တဲ့ carbohydrate ကိုပြန်ပြီးဖြည့်ဆည်းဖို့တော့ရည်ကြီးပါတယ်ဒါကြောင့်မို့ကျွန်တော်ဝိတ်ချနေတဲ့ခါမှာဆိုလို့ရှိရင် smart ဖြစ်နေခုလိုမျိုးသွားဖို့ရည်ကြီးပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့အားလုံးအတွက်သုံးဝင်နေမယ်လို့ပြောနေပါလေနောက်ထပ်ဗီဒီယိုဖြစ်ပါမယ်ညအားလုံးကို see ပါခင်ဗျ